ကမ္ဘာတွင်းကရိုမန်ကက်သလစ်ဘာသာဝင်တို့ရဲ့အကြီးအကဲပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာသက်တော်88နှစ်မှာပြန်လွန်တော်မူသွားပါပြီ။ပုပ်ရဟန်းမင်းကြီးတစ်ပါးပြန်လွန်တဲ့အခါလုပ်ငန်းစဉ်အစဉ်စဉ်ကိုရာစုနှစ်နဲ့ချီပြီးထိန်းသိမ်းလာတဲ့ထုံးတမ်းတွေနဲ့အညီလှုပ်ဆောင်ရပါတယ်။ပုပ်ပြန်လွန်တဲ့အခါပထမဆုံးအကြောင်းကြားခံရတာကကာမာလန်ကိုဖြစ်ပါတယ်။သူကဗာတီကန်ကိုဝင်ငွေကအစစီမံခန့်ခွဲရတဲ့ဩဇာအာဏာကြီးတဲ့သူပါ။ထုံးတမ်းတွေအရကာမာလန်ကိုဟာပုပ်ဘေးမှာရပ်ပြီးပုပ်ရဲ့ဘက်ပတိဇံခံထားတဲ့နာမည်ကို၃ချိန်ခေါ်ဆိုရပါတယ်။တကယ်လို့ပုပ်ရဟန်းမင်းကြီးကထားပြီးမတုံ့ပြန်ဘူးဆိုရင်တော့ပြန်လွန်ပြီလို့ကြေညာပါတယ်။ပြီးတော့ကာရီနယ်ယဟန်မတ်တွေကိုအကြောင်းကြားရပါတယ်။ဗာတီကန်တွေကပုပ်နေထိုင်တဲ့နေရာတွေကိုလည်းပိတ်လိုက်ပါတယ်။နောက်ထပ်ထုံးတမ်းတစ်ခုကတော့ပုပ်ရဲ့လက်စွပ်ကိုချိုးဖျက်ပြရတာပါ။ဒီလက်စွပ်မှာပုပ်ရဲ့အာဏာစက်ကိုတစိမ့်ခတ်ထားပါတယ်။ပုပ်ရဲ့ခေတ်အဆုံးသတ်လိုက်တဲ့အဓိပ္ပာယ်ဖြစ်သလိုသူ့ကိုအတုပမလုပ်နိုင်အောင်ဖျက်တာလည်းဖြစ်ပါတယ်။ပုပ်ပြန်လွန်တော့ကမ္ဘာတွင်းကကက်သလစ်ဘာသာဝင်တန်း1400လောက်ကပုပ်အတွက်ဝမ်းနဲ့ပူဆွေးနေကြမှာပါ။ပုပ်ပြန်လွန်ပြီးမကြခင်မှာပဲသူ့ရဲ့အရိုက်အရာခံမဲ့သူအတွက်လျှို့ဝှက်ရွေးချယ်ပွဲတစ်ခုကိုလည်းစတင်ကြပါတယ်။ဒါပေမဲ့အဲ့ဒီရွေးချယ်ပွဲမတိုင်ခင်စာပနာကျင်းပပါတယ်။2005တုန်းကပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ပေါလ်ရဲ့စာပနာဟာသမိုင်းမှာအကြီးမားဆုံးစာပနာဖြစ်ခဲ့ပါတယ်။ဗာတီကန်စီးတီးကိုလူ၄သန်းလာရောက်ဂါရဝပြုဝမ်းနဲ့အောက်မေ့ခဲ့ကြပါတယ်။ဗာတီကန်စီးတီးဆိုတာကတော့အီတလီမြို့တော်ရောမအလယ်ကလွတ်လပ်တဲ့အချုပ်အခြာပိုင်နယ်မြေတွေကဖျားเจ้าပရဝုံဖြစ်ပါတယ်။အစဉ်လာအပြင်ပုပ်ကိုတကြိုတဲ့အခေါင်းကို Cyprus ထင်းရှူးသားခဲနဲ့ဝက်သစ်ချသားတို့ကိုသုံးတက်ထားပြီးပြုလုပ်ပါတယ်။ပုပ်ဖရန်စစ်ကတော့ရိုးရိုးရှင်းရှင်းသူ့ပုံစံအတိုင်းတစ်သားကိုသူ့အနာကုတ်ပုံစံကိုပဲရွေးထားခဲ့ပါတယ်။ပြုတ်ပြတ်တဲ့အယောင်တွေနဲ့မချေတသလိုမြင့်ထားတဲ့ခုံပေါ်မှာလည်းမတင်ပါဘူး။လူတွေကြည့်ပြီးဂါရဝပြုနိုင်ဖို့ပုပ်ရဟန်းမင်းကြီးရဲ့အခေါင်းဖုံးကိုဖွင့်ထားမှာပါ။ပုပ်ဖရန်စစ်ဇာပနာမှာအစဉ်လာကိုချိုးဖျက်တာတခုကတော့နှစ်ပေါင်း100ကျော်အတွင်းပထမဆုံးအကြိမ်ဗာတီကန်ရဲ့အပြင်ဘက်မှာမြုပ်နှံတဲ့ပုပ်ရဟန်းမင်းကြီးဖြစ်လာမှာပါ။ရောမမြို့တဲက Basilica of St. Mary Major ဘုရားကျောင်းမှာမြုပ်နှံမှာပါ။16ရက်မြောက်ဘက်နက်ဒစ်တုံးကတော့သူမပြန်လွန်ခင်9နှစ်အလိုမှာကလေးကအသက်အရွယ်ကြီးလို့ပုပ်ရဟန်းမင်းကြီးအဖြစ်ကနှုတ်ထွက်ခဲ့ပြီးသူပြန်လွန်တော့ St. Peter's Basilica မှာမြုပ်နှံပါတယ်။ဒီနေရာကပုပ်ရဟန်းမင်းကြီး90ကျော်မြုပ်နှံထားတဲ့နေရာပါ။ပုပ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ပွဲကိုတော့ Conclave လို့ခေါ်ပါတယ်။ပုပ်ပြန်လွန်ပြီး2ပတ်ကနေ3ပတ်လောက်ကြာတဲ့အချိန်မှာ Sistine Chapel ဘုရားကျောင်းနဲ့လျှို့ဝှက်ကျင်းပကြတာပါ။ဖုန်းတွေယူခွင့်မရှိပါဘူး။အပြင်နဲ့ဆက်သွယ်ခွင့်မရှိပါဘူး။ဘယ်မီဒီယာမှသတင်းယူခွင့်မရှိပါဘူး။ကာဒီနယ်ယဟန်အမတ်တွေကမဲစာရွက်နဲ့ကိုနှစ်သက်တဲ့ပုပ်ရဟန်းမင်းလောင်းကိုမဲပေးကြပါတယ်။ပုပ်ရဟန်းမင်းလောင်းတစ်ပါးကမဲစုစုပေါင်းရဲ့3ပုံ2ပုံမရမချင်းမဲပေးရွေးချယ်မှုကိုအကြိမ်ကြိမ်ထပ်လုပ်ရပါတယ်။ဒီရွေးချယ်ပွဲကလွယ်ကူလေးမရှိပါဘူး။ရက်ပိုင်းကနေသတင်းပတ်နဲ့ချီပြီးကြားတတ်ပါတယ်။တချို့ကာဒီနယ်တွေဆိုရင်ရွေးချယ်ပွဲအတွင်းကွယ်လွန်ခဲ့တာတောင်ရှိပါတယ်။အရှိကြဆုံးရွေးချယ်ပွဲကတော့1268ကနေ1282ခုနှစ်အထိ3နှစ်ကြာကျင်းပခဲ့ရပါတယ်။ကာဒီနယ်တွေကြားနိုင်ငံရေးဆိုင်ရာအကျိတ်နဲ့ပြိုင်ဆိုင်မှုတွေကြောင့်ကြန့်ကြာခဲ့တာပါ။ဘက်တီဇန်ခံထားတဲ့ဘယ်ကက်သလစ်ဘာသာဝင်မဆိုပုပ်ရဟန်းမင်းဖြစ်ပိုင်ခွင့်ရှိပါတယ်။မူအားဖြင့်ဆိုရင်သူတို့အနေနဲ့ပုပ်ရဟန်းမင်းနေတဲ့နေရာကိုသွားပြီးကိုအစိုးတင်လို့ရပါတယ်။ဒါပေမဲ့ကို့အနေထားကဘာမှမဟုတ်ဘူးဆိုရင်တော့လိုအပ်တဲ့ကာဒီနယ်မဲ3ပုံ2ပုံရဖို့ကခက်ပါလိမ့်မယ်။ပုပ်ဖရန်စစ်2013တုန်းကရွေးချယ်ခံရတုန်းကဆိုရင်သူဟာအာဂျင်တီးနားကသာမကအမေရိကတိုက်တွေကနေပထမဆုံးဖြစ်လာတဲ့ပုပ်ရဟန်းမင်းပါ။တမိုင်းတစ်လျှောက်ကာဒီနယ်တွေဟာအီတလီလူမျိုးတွေကိုရွေးချယ်လေးရှိပါတယ်။ပုပ်266ပါးရှိခဲ့ရမှာ218ပါးကအီတလီကပါ။တကယ်ပဲရွေးချယ်ကြတာဖြစ်တဲ့အတွက်ပုပ်ရဟန်းမင်းရွေးချယ်ပြီးမပြီးကိုဘယ်လိုသိနိုင်ကြပါသလဲ။ဒါကရှင်းပါတယ်မိကိုခေါင်းနိုင်ကိုပဲကြည့်ရမှာပါ။အ내အောင်မိကိုထွက်ရင်အဖြေမရသေးတဲ့အဓိပ္ပာယ်ပါ။အဖြူအောင်မိကိုကတော့ Habemus Papam လို့ခေါ်ပါတယ်။ပုပ်ရဟန်းမင်းတစ်ပါးရပြီဆိုတဲ့အဓိပ္ပာယ်ပါ။အဖြူအောင်မိကိုဆိုရင်တော့ဘယ်အချိန်ကြေညာမလဲစောင့်ဖို့ပဲကြံပါတော့တယ်။များသောအားဖြင့်တနာရီအတွင်းပုပ်ရဟန်းမင်းအသစ်ကစိတ်ပီတာရင်မြင်ရှိကလာသာဆောင်ကနေထွက်လာပြီးနှုတ်ဆက်ပါတယ်။အကြီးတန်းကာဒီနယ်တူကလက်တင်ဘာသာလို Habemus Papam ဆိုပြီးကြေညာပါတယ်။ပုပ်ရဟန်းမင်းတွေကသူတို့ရဲ့မွေးနာမည်ကိုယူစရာမလိုပါဘူး။ပုပ်ဖရန်စစ်နာမည်အရင်က Jorge Mario Bergoglio ဖြစ်ပါတယ်။ဒါပေမဲ့ပုပ်ဖြစ်တဲ့အခါမှာတော့ Francis ဆိုတဲ့နာမည်ကိုယူပါတယ်။အစီစီမျိုးက Saint Francis ရဲ့နာမည်ကိုယူထားတာပါ။ပုပ်ရဟန်းမင်းကြီးတစ်ပါးပြန်လွန်တာကဘဝတစ်ခုတည်ဆုံးသွားတဲ့အဓိပ္ပာယ်နဲ့ပို့ပါတယ်။ဒါကရှေးဟောင်းအစဉ်လာလျှို့ဝှက်လုပ်ငန်းစဉ်တစ်ခုရဲ့အစဖြစ်ုံနဲ့မကကက်သလစ်ဘုရားကျောင်းရဲ့အနာဂတ်ကိုပုံဖော်မဲ့လုပ်ငန်းစဉ်လည်းဖြစ်ပါတယ်။အဖြူအောင်မီးကိုထွက်လာတဲ့အချိန်ကကမ္ဘာတဝန်းလုံးကစောင့်ကြည့်ကြရတဲ့အချိန်လည်းဖြစ်ပါတယ်ခင်ဗျာ။